ဖွဲ့တွေစုခွာပေးနေရတယ်လို့ဒေသခံတွေကပြောကြပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာတိုင်ဖွန်းမုန်တိုင်းကာမီဂီကြောင့်လူ100ကျော်သေဆုံးခဲ့ရပြီးတဲ့နောက်နိုင်ငံတော်ဝန်အရေးပေါ်အခြေအနေကြေညာထားရပါတယ်။အဲ့ဒီမှာအခြေအနေဘယ်လိုရှိပါသလဲ။ကြီးပြီးလို့တခန်းတနာနဲ့မင်္ဂလာဆောင်ခြင်းနဲ့သူမရဲ့အိမ်မက်အနာဂတ်ကတော့တိမ်မီလိုပျောက်ကွယ်ခဲ့ရပါပြီ။ဒီ2021 9 လပိုင်းမှာနှုတ်သဘောတူလက်ထပ်ခဲ့ကြတယ်။ဒီဒလန်ရေးမိဘတွေပဲပြီးခဲ့တာပေါ့။ထဲဝင်တော့မလုပ်ခဲ့ဘူး။ဒီဒလန်ရေးကိုပဲဥတီလုပ်သွားမယ်ဆိုပြီးတော့ဒီတိုင်းနှုတ်သဘောတူအတိမတ်ပြူလေးနဲ့ဒီဒလန်ရေးမိဘအတိမတ်ပြူလေးနဲ့ပဲလက်ထပ်ခဲ့ကြတယ်။ဘဝအနာဂတ်တဲ့မျှော်လင့်ချက်ကတော့ဒီဒလန်ရေးပြီးသားလို့ရှိရင်တခန်းတနာနဲ့မင်္ဂလာဆောင်ရမယ်ပေါ့။မင်္ဂလာဆောင်ပြီးလို့ရှိရင်လည်းဒီတားရည်သမီးတွေရလာလို့ရှိရင်ဒီတိုင်းပြည်အတွက်အကျိုးပြုမဲ့ကလေးလေးတွေဖြစ်လာပြုစုပြောထောင်ကြမယ်ဆိုပြီးညီမချက်တွေကတော့အများကြီးထားခဲ့ပါတယ်။ဒါပေမဲ့ຢာတွေကဖြစ်မလာခဲ့တော့ပါဘူး